စက်ထိုင်နေရင်လေအဲ့ဒီကောင်ကိုစိုးထုတ်မိမှဖြစ်တာကြောင့်ဥအောင်ထားလာခင်းလိုက်တယ်ဟာမဟုတ်သေးဘူးလေဘယ်သွားတာတော့စကားပြောနေတော့ရှိသေးရုတ်တရက်ကြီးထွားထွက်သွားတော့တယောက်တော့သူနောက်ကိုဆိုင်ကယ်ပေါ်မှာဆင်ကကျလန်းချက်မြန်ဖြစ်လဲရတော့တယ်မောဆာလေးလို့မဟုတ်သေးပါဘူးကျုပ်ဆရာလေးကိုဒီတိုင်းဆောက်လိုက်တာကိုမင်းငါတော့လိုက်မလာခဲ့နဲ့ရာဇတကရိရှေ့မှာသွားကနောက်လည်းမကြည့်ပဲပါဇက်ကလေးပွားစီရွတ်နေတော့ထိုလူကိုတကရတယောက်စိတ်မရှိတော့ဘူးလမ်းဆွရန်အတွက်ခြေလက်လှမ်းလိုက်တော့သူစီးထားသောဂတိပပနဲ့အနက်ကလေးကိုတနင်းမိသွားတယ်အမေရှင်နောက်မြတ်တယောက်ခလောက်တိုက်ပြီးပါဇက်ကရောင်ရမ်းကအောက်ခေါ်မိတော့တယ်တို့ပေမဲ့မလဲကြသွားပဲခါမှဖက်ထွယ်ထားသောလက်စုံကြောင့်မျိုးလုံးများကိုဖွင့်ကြည့်လိုက်တော့ကျတဲ့တုံးကောင်ရာဇတကရိကသူ့ရဲ့ခါကိုဖတ်ထားပြီးလက်မော့ဘက်ကိုလည်းကင်ထားပေးသေးတယ်။နောက်မြက်ကိုလုံးလေးကသူနဲ့ရှင်လိုက်ရင်တော့အစင်းနဲ့စိတ်လိုပင်အတော်လေးကိုကြွားချနေတယ်။ကိုထက်ကိုအရက်ကခေါင်းတစ်လုံးသားနေပြီးနောက်မြက်ရဲ့ကိုကပြောက်လူနီးပင်ဖြစ်နေတယ်။နောက်ကကြည့်လိုက်ရင်လူနှစ်ယောက်ရက်တည်ဟုမထင်ရပဲတယောက်တည်းရက်တည်ဟုထင်ရလောက်အောင်ခန္ဓာကိုယ်ကထွားကြိုင်လွှန်းလာတယ်။ဘာရီစာဟုတ်ဒီလောက်အောင်ရက်ရှည်ရလေ။မျက်နှာတို့ကလည်းနေရဲနေကအသိစိတ်ဝင်လာပြီးတွန်းထုတ်လိုက်တယ်။ဟဲ့မင်းကြောင့်ဖလက်ပြတ်သွားပြီအဲ့ဒါမော့စကားနားမထောင်လို့ဖြစ်တာလေနေတော့နေသေးရဲ့စကားကိုကတိကတက်ပြောတော့သူကြောင့်စိတ်တော်ရတယ်ရပြီငါမင်းနဲ့လိုက်ခဲ့မယ်ရပြီလားဒီလိုမှပေါ့နောက်မြတယောက်ပါဇက်မှာလဲပွားစီရော့ကစိုက်ကယ်နားသို့ပြန်သွားလိုက်ပြီးစိုက်ကယ်ပေါ်သို့တထိုင်လိုက်တယ်ခါဘက်ဒါလေးဟုဆိုကလက်ကလေးကိုဆွဲယူပြီးသူ့ဤခါပေါ်တွင်ချိတ်တွေ့လိုက်တယ်သူနဲ့ပြန်ညင်းနေလေမရရအောင်လုံးမြည်လူစားဖြစ်တာကြောင့်ဒီတိုင်းပဲညင်းလဲရတယ်။ရာဇတကရတို့များလှုပ်ချင်အောင်လုပ်နေရရင်တော့မျက်နှာလေးကပြုံးပြလို့နေတယ်။ငယ်တော့အတိုင်းပဲအချို့စလေးမှမပြေဘူး။ဒီကောင်ကသာအမြဲတမ်းမြင်နေရမယ်ဆိုရင်ရှင်အောင်မြရဲ့ဘဝကလုံးပါသွားနိုင်တယ်။တလန်းလုံးလေဇန်ကဲကိုတလက်ကျမ်းမောင်းလာတော့ရှင်အောင်မြတယောက်ရသမျှဖျားစာရီကိုပါဇက်မော်ဒထားသလိုတွယူဆိုလာရတယ်။မြင်းနီလန်းတိုင်းလာရင်ရွာလေးလောက်တွင်ခြံဝန်းအကျယ်တွင်သူဝင်ကဆိုင်ကရက်လိုက်တယ်။ဆိုင်ကကိုရုတ်တရက်ကြီးဆုံးရလိုက်တာကြောင့်ရှင်အောင်မြတ်တယောက်ခြေကားရလက်ကားရဖြစ်သွားပြီးရာဇတကရရဲ့ခါကိုအမြင့်ရဖလိုက်ရတော့တယ်။မဟုတ်ရင်လေနောက်လန်ကြလို့စိုးစိုးစစ်စီမိမမီရသေးပဲမလကီရတော့မင်းလीအရှိကိုပြပေါ်တွင်ထိုင်ကဆံပြနေသည့်ဓမြရင်တယောက်ဆိုင်ကကိုဒလဆက်ကျန်းစီကဝင်လာတော့တာတော်မန်ကိုကြည့်ပြီးရင်မောနေရတယ်။ဆိုင်ကယ်ကိုဘလို့ရင်မောင်းလာလဲကောင်ရဲ့အနောက်ကဆရာလေးကလည်းအားနာပါအောင်လားပါဇက်ကပြောနေတာကြားတယ်ဓမြရင်ရဲ့လက်ကရာဇတကရဲ့ကြောပြင်ဘော်ကိုရောက်ရှိသွားတော့တယ်အမေကလက်တန်ကလည်းပြောင်းချက်ပုံမှန်လေးပဲမောင်းလာတာကိုဟဲ့ပုံမှန်နဲ့လားနောက်ကလူကအသက်ကိုဖက်နှက်ထောက်ရသမျှဖျားစာအသက်ကုန်ယူပြီးလိမ့်လာရတာမသိရန်ခတ်မယ်အရေးတွေတကောင်သားရဲ့ကောင်းမှုကြောင့်မလာခင်မှာအသက်ဝတ်ထားသည့်ဂဒီပါဖက်တစ်ကလေးကအမျှဝေလိုက်ရတယ်။နင့်ကိုမပူဘူးကောင်းရဲ့နေမသာချောင်းလည်းပဲကြကြကောင်းရုံနဲ့ပဲကြောက်ရောက်ခရုကိုမဆိုင်တာဖြစ်ချင်ရဖြစ်။နောက်ကဆရာလေးကိုပဲစိတ်ပူတာ။ဓမြရင်စကားပြောရင်သူဤသားဖြစ်သူနောက်တွင်ရနေတော့ကောင်းလေးကိုကြည့်လိုက်တော့တနေရာတွင်မြင်မှုနေသလိုခံစားနေရတယ်။ထို့သောတွေးနေဟဲ့တော့ဆရာလေးကမခင်အောင်သားလေးလား။ဟုတ်ပါရဲ့တော်အမလေးတားဖြစ်နေရကိုရင်းနှီးလေးတော့တညလေးစားပြီးအမောဖြစ်ပါအောင်ဓမြရင်တယောက်စကားပြောရင်ရင်းနှီးကလေးအဖြူဝိုင်းလေးကိုရင်းနှီးလေးငှက်ပေးလိုက်တယ်အမေကကျုပ်ကြောင့်မခေါင်းနော်သိလိုက်ပါပြီအမေကကိုတောက်ကိုယ်တော်ခွက်ချနေဒီကောင်တော့ငါလှုပ်လိုက်ရကိုပတ်တော်ဝင်ထိုင်မလားတကယ်တယောက်မျက်နှာကလေကြောင်ကြည့်မှန်းတယ်လို့စူပုတ်ပြီးလက်ထိုင်လေးရဲ့နောက်မြက်လေထိုရင်းနှီးကွက်ကိုလက်နဲ့ဖက်ဖြစ်တေချာစာယူပြီးတန်ကုန်တောက်လိုက်တယ်တားမေရောနေကောင်းရဲ့လားအမေကအရင်နှစ်တည်းကနှလုံးရောဂါနဲ့ဆောင်းသားပါပြီတော်။โอเคကြားရတာစိတ်မကောင်းလိုက်တာ။ဘာဖြစ်ဖြစ်တန်းနာမှာကြီးရလို့ရှိရင်နော်။ဟုတ်ကဲ့ပါဗျာ။နောက်မြတယောက်ကြီးရဲ့စကားတွေကြတော့အားရှိသွားတယ်။တာအရင်အိမ်မှာပဲနေမှာမှတ်လား။ဟုတ်ကဲ့ကျွန်တော်အဲ့ဒီမှာပဲနေမှာပါ။အော်အိမ်ဆိုမှတားမေကကြီးရစီမှာအိမ်တော့အသွားခဲ့ရဲဆိုတော့ကြီးရတော့ပြီမယ်နော်။ပြောကထိုင်ရမှထပြီးအိမ်ထဲသို့ဝင်သွားတယ်။ဟုတ်ကဲ့ပါဗျာ။ထိုအချိန်လေးခြံဝန်းအတွင်းထဲသို့ဝင်လာကစတောသက်ကောင်လေးတယောက်ထိုသူကပစိုးကိုဆွလက်တိုင်းထားပြီးစွကြဲဖြူဝတ်ထားတယ်။သပင်ကိုလည်းထိတ်တွင်ကြက်တောင်စီပုံစံစီးထားသေးတယ်။ထို့နောက်ဒီမှာမထင်မှတ်စွာပဲကြားလိုက်ရတော့ပကရခေါ်တန်းကြောင်းနှမြတယောက်ခွေနဲ့ရည်မိသွားတယ်။ပြောအစီဒီနေ့ဦးသားပြောဆိုင်မသွားဘူးလား
အိမ်ထဲမှာဝင်ပဲချမ်းရွှေတွေရက်ကအတန်ပြဲကြီးဖြစ်အော်ခေါ်နေတော့ဖိုးသူကြောင့်တက္ကရာတယောက်ခေါင်းမွေးများထောင်သွားရတော့တယ်။ဦးသားပြောဟိုတီကတခြားသူမဟုတ်ရွာထိန်နာကကျွန်တော်ပါရှင်ကိုပြောချင်ဖြစ်တယ်။ထိုင်နေရမှာထကပစိုးကိုတစ်ချက်ပြင်ဝင်လိုက်တယ်။ကိုကြီးမောင်မြေခဏသွားအောင်မင်းနော်ပြောကအပြင်သို့ပြထွက်သွားလေ။ကျတုံးကောင်စီမှာထွက်လာတော့ထူးဆန်းသည့်အခေါ်အဝေါ်ကြောင့်တောက်လက်ဆယူနေပြီးတည်သွားတယ်။အစီတော့ဘသူတော့အော်တီဗီအစီပြောနေရဲ့အစီရဲ့ချစ်ဆိုတာလားစကားပြောနေတော့တုံပြောပြီးအတန်ပြဲကြီးဖြစ်တရွာလုံးကြောင်းအောင်အော်ပြောနေတော့ဖိုးသူကိုနေရင်အုပ်လိုက်တယ်ဒီဖေတူပြောဟာမင်းလုံးကဒေါ်မြရင်ကြီးကြားသွားလို့နှစ်ကောင်လုံးကိုအဝိရှော်ဒုက္ခနဲ့မိနေမေဟဲအစီရလေမေလာကိုအစီလားအာစရီဟာအာစရီရှာသာတကယ်ကတော့ထုံးစံအတိုင်းနေကင်းကြောင်တောင်ထနောဘက်ကိုခြေဦးလှည့်နေပြီဟိုကောင်ဘေးရောက်သွားတော့ဦးသားပြောနာဆိုလားပဲကောင်းလေးတယောက်နဲ့တူသွားတယ်ကြီးအမလီရာဇာတကယ်ကတော့ထုံးစံအတိုင်းထမ်းတော့သွားပြီအော်မေးတော့မလို့တော့ကဒီမှာသားရေအိမ်ကတော့ကြီးတော်တစ်ပတ်တစ်ခါရှင်းမိထားတော့သိစရာတော့သိမရှိဘူးဟုတ်ကျေးဇူးပါဗျာဒါဆိုကျွန်တော်သွားလိုက်ပါအောင်မေနော်ကြီးတော်လိုက်ဖို့ပြရအောင်မလားအာရပါတယ်ဗျာတိုင်ကြော်လေးရင်ဆိုတော့တာကိုပဲသွားလိုက်ပါတော့မေရှင်အောင်မြတ်တရားကိုပြပမထားကဖနက်စီမဲ့ကြံတော့ဖနက်ကမရှိကြီးဟုတ်တာပဲဖနက်ပြသွားပြီကိုကြည်ဟိုလေအားတော့နာပြီမေကျွန်တော်ကိုဖနက်လေးတည်ရင်လောက်ငှားလို့ရမလားဗျာအလားတော့ကပါပြီမေရာဇတကရတနေလို့ပြတ်သွားတာရေထိုကောင်လေးရဲ့စကားကြောင့်ဓမြရင်ရင်းနှီးတောက်နေကြည့်လိုက်တော့ဖနက်ကမရှိကြီးရှိရခဏလေးနော်ကြီးရသွားယူလာပြီမေအထက်ဝင်သွားပြီးပြန်ထွက်လာတော့လက်ထဲတွင်ဂတိပါအမဲတရံပါလာတယ်တားနဲ့တော့မထင်တာပဲစီးကြည့်ပါလားဖနက်ကိုအောက်သို့ချကစီးကြည့်လိုက်တော့နောက်တွင်တလက်မှတ်ကွယ်လာတော့ထွက်နေသည်နည်းနည်းတော့ကြီးနေပြီမဲ့အဆင်ပြေပါတယ်ကျွန်တော်နောက်ရမှပြန်လာပြီမယ်တော့ကြီးတော့အိမ်ဘက်ကိုရောက်သည့်အချိန်တကားဖွင့်ကဝင်လိုက်တော့တယ်ကြီးများရင်ပြောသည့်အတိုင်းအိမ်ပေါ်တင်ဖုန်တစမ်းမရှိအောင်ပြောင်းရှိနေတယ်အရင်နေခဲ့သည့်အခန်းသို့ဝင်ကလက်ကိတ်ကိုထားလိုက်ပြီးပြင်းပေါက်များကိုဖွင့်လိုက်တယ်ပြင်းပေါက်ကနေကြည့်လိုက်တော့ဟိုကျတုံးကောင်ရဲ့အိမ်ကိုတန်ကြီးမြင်နေရတယ်ထို့နောက်ပြင်းပေါက်ကိုတန်ချိလိုက်ကပစ္စည်းများကိုနေရာချလိုက်ပြီးဗီဒီယိုထဲမှာခေါင်းတစ်လုံးနဲ့စံထဲကိုဂရင်ပေါက်ကိုချလိုက်တယ်ပြီးတော့အခန်းပြင်ထွက်လာလိုက်တယ်ဖျားစီကိုကြည့်လိုက်တော့သူ့အကြိုက်ဆုံးဖြစ်သည့်နိစီပန်းများဝေနေအောင်ထူထသည့်ပန်းအိုးတွေကိုတွေ့လိုက်ရကခရီးလေးပြုံးနေမိလိုက်တယ်ပင်မနေပြီဖြစ်တာကြောင့်လက်ဆန်သွားအောင်ရေချိုးကရွာလေးလက်ပတ်ကြည့်ရင်စိတ်ဝဲရန်အတွက်ပြင်ဆင်လိုက်တယ်အိမ်ထဲကိုဝေးကြည့်လိုက်တော့ထောက်တနေရမှာချိတ်ထားသည့်လူဆက်ချင်းတစ်လုံးကိုသူတွေးလိုက်ရတယ်ထိုချင်းကိုယူလိုက်ပြီးအိမ်တကားကိုပိတ်ခါထွက်လာလိုက်တယ်ငယ်ကလေးကနေခဲ့သည့်နေရာဖြစ်တာကြောင့်အခက်အခဲတစ်စုံတရာမရှိတော့ကိုဘာသာကိုပဲရွာထိပ်ကနေပြီးတော့ကုန်းစုံဆိုင်ထဲကိုသွားလိုက်တယ်အသွားတော့အေးစစ်စစ်ပင်အပြန်ကြမှာပြဿနာကစတော့တယ်ရာဇတကရစ်ရဲ့အကောင်ကမနက်တုန်းကပုံစံနဲ့လုံးဝကိုကွဲပြားသွားတယ်လမ်းကိုတိုင်းကွက်နေကရှောင်းနေပြီးပစိုးကိုဆက်လွယ်တိုင်းထားကဒူးအထက်ရှိကတ်တော့ပေါင်းမိအနီအောင်ပေါ်နေရဖနက်နှစ်ဖက်ကိုလည်းလက်ကြားတွေညှက်ထားသေးတယ်ဘေးတွေမနေ့ကလာခေါ်တဲ့ကလေးကသူ့ရဲ့ခန္ဓာကိုယ်ကြီးကိုမနိုင်မငင်းတွဲကလာနေတယ်ရာဇတကရစ်ရဲ့အကောင်ကဘယ်ခွေးမှလုံထင်းတဲ့ကောင်မဟုတ်ဘူးနော်အစီရဲ့ခွေးပါဆိုမှဘယ်နဲ့လူထင်ရမှာတော့အရေးရှင်နေတဲ့ဖိုးတွေကခွေးဖြစ်လူဖြစ်အရှိမအစီရဲ့ချစ်ဒီဘက်ကိုလာနေရဲ့မမလည်းတွေ့ပါဦးဟာနှလုံးကိုပစိုးစားဖြင့်ပို့ကသူကြည့်နေတယ်ဟာအစီကလည်းရှိပါလေဟာတွေ့ပါရဲ့ဟာမင်းတော်လည်းလူကြားတော့မယ်အော်ငါပြောတာကိုပဲလူကြားမယ်ဒီပါလိနဲ့သူကြတော့တလန်းလုံးတရားလုံးကြောင်းအော်လာပြီးတော့ချစ်ဘယ်ရပြန်လာလဲထိုင်ရဲ့အနံ့တွေကလည်းမွန်ထုတ်ပြီးသူ့ရှိကိုရိုင်းတိုင်နဲ့ရက်ကယူဝေမျက်လုံးများဖြင့်ကြည့်နေတယ်စိတ်ဝိတ်ပြန်လာတာလေမမြင်ဘူးလား